နှစ်ကိုက်ကွန်းတကွင်းချင်းသူကဝမ်းဆက်လဲရတယ်တကွင်းချင်းလဲရတယ်ဝမ်းဆက်တော့မလာဘူးနှစ်ကိုက်ကွန်းတကွင်းချစ်ကလေးနဲ့ပန်းလေးနဲ့အရန်လာဝမ်းဆက်ကိုကြောင့်2000နဲ့1000တကွင်းချင်းကိုကြောင့်တော့1000နဲ့4000အိန္ဒိယကြီးအယောင်တော့အယောင်မကြောက်ဘူးရေမယုံဘူးနှစ်ကိုက်ကွန်းတကွင်းချင်းပဲလာတယ် Nice အားလုံးမင်္ဂလာပါဗျာကျေဝဲနေပြန်လဲကြိုးစားပါလေကဲကျွန်တော်ဒါဒီနေ့ကတော့ဒီမှာဒူးနာတွေပေါ့လေကျွန်တော်တို့ဒါပန်းဒူးနာလေးတွေဒါရောက်ထားတယ်เนาะဒီလိုမျိုးကျွန်တော်တို့ဒါစီနီလုံးဒူးနာလေးလည်းရောက်ထားတယ်ပြီးဒါလေးတွေကတော့ကျွန်တော်ဒါအမြဲတမ်းပြတယ်ဝမ်းဆက်လည်းရတယ်တကွင်းချင်းလည်းရတယ်ကျွန်တော်တို့ဒါဒီဇိုင်းလေးတွေနဲ့အတူကျွန်တော်ရွေးချက်ဒူးနာတွေကတော့အများကြီးတော့ထက်ရှိတာသေးရပါဗျာเนาะထက်ရှိသေးတယ်တို့ပေမဲ့လည်းကျွန်တော်ဒါဒီနေ့ကျွန်တော်စိတ်တိုင်းကြရွေးထားတဲ့เนาะပြီးတော့မှလည်းပေါ့ပါနဲ့ဒီဘက်ကျွန်တော်ဒါအခုလိုအချိန်ကြောဖို့လက်ဆောင်ပေးဖို့အရန်ကောင်းတဲ့အထက်လေးတွေเนาะဈေးနှုန်းတင်တာလေးတွေရောဈေးနှုန်းနည်းနည်းမြင့်တာလေးတွေရောကျွန်တော်ဒါပြပေးမယ်เนาะဒီမှာပထမအဆုံးဒီမှာဒီလိုလေးနဲ့စလိုက်အောင်နီညိုလေးနဲ့စလိုက်အောင်เนาะနီညိုလေးဒီမှာပန်းဒူလာလေး तू ကအပြည့်စင်လဲလာတယ်အပြည့်ဆိုတာကကျွန်တော်တို့ကနောက်ထပ်ပန်းလေးကဒီမှာတစ်လိုင်းပါအောင်မယ်နောက်ထပ်တစ်လိုင်းပါအောင်မယ်ဒီလိုမျိုးအပြည့်စင်လေးလဲလာတယ်เนาะဒါကတော့ထပ်ပြီးပြောပြပေးတာအခုကတော့ဒူးနာလေးကိုပြတာပေါ့လေနော်နီညိုလေးရမယ်နော်စင်တူဝစ်ချင်လေးရသေးတယ်နော်နီညိုလေးရမယ်ဒီကောင်ကကြောက်တော့ဒီကနှစ်ခိုက်ကွန်းတကွင်းချင်းကျွန်တော်ချင်းတယ်အကုန်လုံးကအိန္ဒိယကြီးဆိုတာကသူ့ရဲ့အားသာချက်ကအယောင်မကြောက်ဘူးရေမယုံဘူးအားနဲ့ချက်ကတော့ကျွန်တော်ချင်းတယ်အကုန်လုံးကကျွန်တော်အမြဲတမ်းပြောပါတယ်ကျွန်တော်တို့ဒါဗမာချီမောမဟုတ်ဘူးဗမာချီတော့မအေးပြီမဲကျွန်တော်တို့အရန်ကြီးလည်းမပူပါဘူးနော်ဒီမှာလက်ရလက်ကောက်တဲ့ဖြစ်ကြောင်းပေါ့လေနော်ဒီလိုဟိုပါပေါ့အောက်မှာနော်ဒါလေးအတွန်းပိုင်းလေးနော်နီညိုလေးရမယ်ဈေးနှုန်းကကြောက်ဒီကောင်က4000ကျော်မယ်နော်ဈေးနှုန်းက4000ကျော်မယ်နော်ဈေးနှုန်းက4000ကျော်မယ်ဒါလေးကဒီဇိုင်းတစ်မျိုးပြီးရင်ဒီမှာဒီကောင်လေးဆိုရင်ဒီမှာကာလာနောက်ထပ်တစ်ရောင်ပေါ့လေနော်ကာလာနောက်တစ်ရောင်လေးဒီမှာပိန်းဥလေးနော်ပိန်းဥလေးကိုကျွန်တော်တို့ဒီမှာဒီဇိုင်းကအတူတူပဲနော်ဈေးနှုန်းကကြောက်တော့ဒီကောင်လဲ4000ကျော်ပဲနော်အတူတူပဲခုနကပြောသလိုကျွန်တော်တို့ဒီထဲမှာရွေးချယ်စရာကာလာလောလောဆယ်2ရောင်ရောက်ထားတယ်နော်ကာလာ2ရောင်ရောက်ထားတယ်နော်အိန္ဒိယကြီးအယောင်မကြောက်ရေမြုံကြုံမသွားတော့ဘူးနော်ကျွန်တော်တို့ကဂွန်းပူဝစ်ချင်တယ်ဆိုရင်တော့နှစ်ကိုက်ကျော်ဝစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကတစ်ထွာလောက်ကလေးထပ်ပြီးတော့မှအတွန်းထဲမှာပိုးဝက်ပေါ့လေနော်ပြောင်စာလေးကိုကျွန်တော်တို့ဒါပြောင်စာလေးဒီအသားတူရှိတယ်တကိုက်ကို1000တစ်ထွာတမိုက်လိုသလောက်လေးလည်းဖြတ်ပေးတယ်နော်ဒါမှမဟုတ်ဘူးကျွန်တော်တို့ကဒီမှာလုံကြီးမှာလည်းပိုးမယ်ပြီးရင်အင်ကြီးစာလေးလည်းလှုပ်ချင်တယ်ဆိုရင်ပြောင်စာရှိရနော်တကိုက်ကို1000နော်ဒီလိုမျိုးကျွန်တော်တို့ဒါအသားတူလေးတွေပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒါနောက်ထပ်ဒီမှာဈေးနှုန်းရော့လာလေးပေါ့နော်4000ကျော်ပြီးတော့မှကျွန်တော်တို့ကဒီလိုမျိုးဈေးနှုန်းဈေးချိုတာလေးတွေပေါ့နော်ဈေးနှုန်းတင်တာလေးတွေနော်ဈေးနှုန်းတင်တာဆိုတာကကျွန်တော်တို့ကဒီမှာဝမ်းဆက်ကိုကျွန်တော်တို့ကဒီကောင်လေးက2000နဲ့1000တကွင်းချင်းကိုမှ14000ပဲရှိတာနော်သူကကြတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာချိတ်ခတ်တယ်လွယ်ပြောရင်တော့စိတ်ရက်ပေါ့ဗျာနော်ဒီလိုမျိုးလေးဒီမှာသူကဝမ်းဆက်ဆိုရင်3ကိုက်ဖြတ်ပေးမှာနော်ဒီလိုမျိုးကြီးပဲအိမ်ညောလုံးညောဒီလိုမျိုးကြီးပဲဝမ်းဆက်ကိုကျွန်တော်တို့က3ကိုက်ဖြတ်ပေးမှာတကွင်းချင်းဆိုရင်ကျွန်တော်တို့က2ကိုက်ဖြတ်ပေးမှာနော်ဒီလိုမျိုးလေးနော်ပြီးရင်ဒီမှာနောက်ထပ်ရွေးချယ်စရာလေးကလည်းထုံလေး၎င်းမဲ့ဈေးအတူတူပဲနော်ဈေးနှုန်းအတူတူပဲ1000နဲ့နော်ဝမ်းဆက်ကိုကျွန်တော်တို့က2000နဲ့1000တကွင်းချင်းကိုကျွန်တော်တို့1000နဲ့4000နော်ဒီလိုမျိုးလေးတွေလေသူကဝမ်းဆက်လဲရတယ်တကွင်းချင်းလဲရတယ်ချိတ်ခတ်တယ်သူကကြတော့စစ်ရက်ပေါ့ဗျာလက်ရက်တော့မဟုတ်ဘူးဒါပေမဲ့ပေါ့ပါလေးနဲ့ကျွန်တော်တို့ဒါလှတယ်အဆင့်လေးတွေကဝမ်းဆက်လေးပဲချုပ်မလားတကွင်းချင်းလေးပဲဝက်မလားနော်ပြီးရင်ကျွန်တော်တို့ကဒီမှာဒီဘက်လေးတစ်ချက်သွားရအောင်နော်ဒါလေးဆိုရင်ငါပိလေးဈေးနှုန်းလေးနည်းနည်းမြင့်သွားပြီသူကတော့ဝမ်းဆက်မလာဘူးတကွင်းချင်းပဲလက်ရက်လက်ကောက်ထဲလေးဒီမှာဒါလေးအတွန်းပိုင်းလေးနော်ဒီမှာငပိအောင်လေးနော်ကျွန်တော်ဒီကောင်လေးဆိုရင်တော့ကျွန်တော်တို့ဒီကောင်လေးက3000ကျော်ပေါ့နော်ဒီကောင်လေးက3000ကျော်မယ်အပြည့်စင်ဆိုပြီးမှလည်းလာသေးရဲ့နှစ်ကိုက်ကွင်းမယ်နော်သူကအပြည့်ဆိုတာကကျွန်တော်တို့ကဒီလိုမျိုးတောက်လျှောက်ဒီလိုမျိုးအချိတ်ဒီတောက်လျှောက်ပြည့်လာသေးတယ်သူကကြတော့4000ကျော်သွားမယ်နော်ဒီလိုမျိုးကျွန်တော်တို့ဒါရွေးချယ်စရာရှိတယ်ဒါလေးကငပိလေးနဲ့အတူတူဒီမှာအနစ်ကလေးနဲ့လည်းရသေးတယ်အနစ်ကိုဒီမှာအဝါဖောက်ကလေးနော်လင်းထိန်နေရောဒီလိုမျိုးလေးနော်ဒါလေးတွေဆိုရင်လည်းသူကဝမ်းဆက်တော့မလာဘူးနှစ်ကိုက်ကွန်းကျွန်တော်ရှေ့မှာပြောသလိုပဲနှစ်ကိုက်ကျော်ဝက်ချင်တဲ့အမတွေအန်တီတွေနော်ညီမတွေကကြတော့ဒါဂွင်းလေးကိုအတွန်းထဲမှာဆက်ပြီးတော့မှကျွန်တော်တစ်ထွာလောက်ဆက်ဝင်ကိုအဆင်ပြေတယ်2500ပဲကြာမှာနော်ဒီလိုမျိုးလေးအိန္ဒိယချီလက်ရက်လက်ကောက်ထဲလေးဒီမှာအတွန်းပိုင်းနော်ဒါလေးတွေကနှစ်ကိုက်ကွန်းလေးတွေနော်ပြီးရင်ဒီမှာပန်းလေးတွေကျွန်တော်ဒီလိုပန်းလေးတွေနော်သူကကြတော့အပြည့်စင်မလာဘူးဒူးနာလေးပဲလာတယ်လှတယ်ရိုးရိုးရှင်းလေးနော်ဒီလိုရိုးရိုးရှင်းလေးလက်ရက်လက်ကောက်ထဲလေးနော်လက်ရက်လက်ကောက်ထဲလေးဒါပစ္စည်းလေးတွေပြန်ရောက်ထားတယ်ပေါ့ဗျာနော်ခါတော်မီလေးပေါ့နော်ခါတော်မီလေးကျွန်တော်တို့ဒါရောက်ထားတယ်မှာအပြာလေးဆိုလဲအရန်လာတယ်အပြာလေးလဲတော်တော်လေးလာတယ်အပြာလေးနော်ဒီလိုမျိုးအပြာလေးအိန္ဒိယကြီးအယောင်တော့အယောင်မကြောက်ဘူးရေမယုံဘူးနော်ဒီလိုမျိုးအပြာလေးလဲရတယ်ပြီးရင်ဒီမှာဒါလေးဆိုရင်လဲဒီမှာအသားအရင်လေးနော်ဒါလေးကတော့ဒီဇိုင်းလေးကွဲသွားပြီနော်
ဒီလိုဒီဇိုင်းလေးကွဲသွားပြီးချစ်ကလေးနဲ့ပန်းလေးနဲ့အရန်လာနော်ဒီလိုမျိုးလေးနော်ဒူနာလေးတွေနော်ခုကဒူနာလေးတွေနဲ့ပေါ့ပါပါလေးတွေဝဲရအောင်လို့နော်ဒီမှာအသားရောင်မှာအဝါဖောက်ကလေးပြောရမှာပေါ့နော်ဒီလိုမျိုးလေးနော်ဒါလေးဒူနာလေးတွေနော်ဒူနာလေးတွေလက်ရက်လက်ကောက်ထည်လေးနော်ဒါအတွန်းပိုင်းဒီလိုမျိုးလေးတွေပေါ့ဗျာနော်ပစ္စည်းလေးတွေဒါရောက်ထားတယ်ပြီးရင်ဒီမှာဒါလေးဆိုတော့သူကတော့တကွင်းချင်းပဲလာတယ်နှစ်ကြိုက်ကွင်းတကွင်းချင်းပဲလာတယ်1000နဲ့6000နှစ်ကြိုက်ကွင်းဒီလိုမျိုးနှစ်ကြိုက်ကွင်းဂျိတ်ခက်ကလေးဒီလိုမျိုးလေးနော်သူကတော့1 set မလာဘူးပြီးရင်ဒီမှာသူကကြတော့ကျွန်တော်တို့ဒီမှာဟိုပါပေါ့ဈေးနှုန်းကခုနကလိုပဲအတူတူပဲ2000နဲ့1 set ကို2000နဲ့1000ဒီကောင်က1 set လာတယ်1 set ကိုကျတော့2000နဲ့1000တကွင်းချင်းကိုကျတော့1000နဲ့4000နော်14ဒီလိုမျိုးပေါ့လှတယ်နော်ဒီလိုမျိုးလေးတွေနော်ဒါကုံသွားပြီပေါ့နော်ကျွန်တော်ဒါဒီနေ့ရွေးထားတဲ့ဒီဇိုင်းလေးပေါ့နော်ချိတ်ခတ်ထဲလေးတွေနော်ဈေးနှုန်းရော့တာလေးတွေနော်ဈေးနှုန်းတန်းမှန်ကြုံခောက်တယ်ပါဟိုဖြစ်သွားပြီနော်ဒါလေးတွေ68နဲ့8လမ်း333လေးမန္တလေးမြို့ချယ်ရီဦးချင်းဝါထဲဆိုင်နော်မနေ့7နာရီကနေဆိုင်ရတော့မနေ့7နာရီကနေညနေ6နာရီ6ခွဲထိဖွင့်ထားတယ်နိုင်ငံစုံနယ်စုံပို့ပေးပါတယ်နော်ကျွန်တော်နောက်ထပ်ဒီဇိုင်းလေးလည်းထပ်ရောက်ထားသေးတယ်မို့လို့ထပ်ပြပေးအောင်ဘိုင်